အားလုံးပဲမင်္ဂလာပါ77 Sport ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Hansi Flick တယောက်ဘာစီလိုနာကိုဘယ်လိုပြုပြင်ခဲ့တယ်ဆိုတဲ့ topic နဲ့ပတ်သက်ပြီးဆွေးနွေးသွားမှာပါအဲ့တော့တော်တော်များများပြောကြရပေါ့နော်ဇာဗီဒီဒါအမိုက်တွေကိုရှင်းပေးသွားခဲ့တယ် Hansi Flick ကအတီးပွင့်ကိုစားရတယ်ဆိုတဲ့သဘောတရားမျိုးပေါ့အဲ့ဒါဒီတနည်းတစ်ပုံအဖြစ်တော့မှန်နေဆိုပေမဲ့အရင်တော့မှန်နေတာမျိုးတော့မဟုတ်ဘာဖြစ်လို့လဲဆိုတော့ဇာဗီလက်ထက်တုန်းကဆိုလို့ရှိရင်အဲ့လောက်ကြီးဒီအင်အားမကောင်းခဲ့တာလေကျွန်တော်တို့အတွေ့ပဲအဲ့တော့ဘယ်လိုပြောမလဲဇာဗီမှာအမိုက်တွေရှင်းပေးသွားခဲ့တာဆိုတာမှန်ရင်ဒါပေမဲ့ financial crisis ဒီHansi Flick မှာကြံနေတော့မယ်တော်တော်ပြောမယ်ဆို Hansi Flick စီမှာကြံနေတော့မယ်ဒါဒန်နီအိုမိုတယောက်ကိုပဲဝယ်လို့ရရဆိုတဲ့သဘောတရားပေါ့ဒါပေမဲ့ဇာဗီကအဲ့ဆိုဘာလန်တွေခင်းပေးခဲ့လဲဆိုရင်လာမာစီယာလန်တစ်ခုကိုခင်းပေးခဲ့တယ်ပြောချင်တာကဘာလဲဆိုတော့ဇာဗီမရောက်လာခင်အထိလာမာစီယာ Academy ထွက်တီကမျိုးဆက်ပြတ်သွားပါပြီ။ဒါပြောရမယ်ဆိုလို့ရှိရင်တော်လေးလူတယောက်မှမရှိတော့ပါဘူးဆိုတဲ့ခံစားချက်မျိုးဖြစ်နေရနေပြီးတော့မှဆိုကြပါစို့လာမာစီယာတွေကကောင်းတယ်အခုချိန်ထိကောင်းနေတုံးပဲဆိုတဲ့ဟာကိုတော့ဇာဗီကတက်တည်ပြသွားခဲ့တယ်။ဒါပေမဲ့ဇာဗီမလုံနိုင်တာကြီးဘာလဲဆိုတော့အတွေ့အကြုံပဲ။အဲ့ဒီအတွေ့အကြုံတစ်ခုကို Hansi Flick ကဖြည့်နိုင်ခဲ့တယ်လို့ထင်တယ်။အဲ့တော့ဘယ်လိုပြောင်းလဲပေးခဲ့လဲလို့မေးလို့ရှိရင်တော့အုတ်မြစ်ကတော့မပြီးသေးဘူး။ဒါပေမဲ့ base ဆိုကြပါစို့ကျွန်တော်တို့ foundation တစ်ခုတူးတယ်ပဲဆိုကြပါစို့ foundation တူးလို့မပြီးခင်မှာဇာဗီကထွက်သွားပြီးတော့အဲ့ဒီတူးလက်စကို Hansi Flick ကကန်ရတာ foundation တူးပြီးတော့မှဒါလင်း Hansi Flick ကအပေါ်မှာအိမ်ဆောက်တာမဟုတ်ဘူးအဲ့တော့ပြောချင်တဲ့သဘောဒီပါလဲဆိုတော့အဲ့ဒီအချိန်မှာဇာဗီထွက်သွားတဲ့အချိန်မှာကျတော့ကစားသမားကောင်းလေးတွေကြံခဲ့တယ်ဒါပေမဲ့နည်းနည်းရွရွဲနေတယ်အဲ့လိုမျိုးအချိန်မှာ Hansi Flick ဒီသူဆက်ဆက်ရောက်လာခြင်းကနေဒါကျွန်တော်တို့တွေလှောင်ခဲ့ကြသေးတယ် Hansi Flick ရောက်လာလို့ရှိရင်တော့ဘာဂါရဲ့ကစားသမားတွေဒီbody structure တော့တော်တော်လေးတောင်းလာမယ်ပြီးလို့ရှိရင် physical တွေတော်တော်လေးကောင်းလာမယ်ပေါ့ဗလာကြီးကြီးတွေဖြစ်လာမယ်ပေါ့တကယ်လည်းဖွင့်ပြိုးလာကြတယ်အဲ့ဒီ physical အပိုင်းကိုအဲ့ဒီ physical အပိုင်းက athlete တယောက်က physical အပိုင်းဖွင့်ပြိုးလို့ရှိလို့ရှိရင် confidence မှာ boost လာတယ်ဒါပြောမယ်ဆိုလို့ရှိရင်ဟောပါတော့နော် psychology အရာကျွန်တော်ပြောလို့ရတယ်ဆိုတဲ့သဘောတရားမျိုးမှာရှိတယ်ဒါ basketball ကစားသမားတွေဆိုလို့ရှိရင်လည်းအရက်ရှိလို့ရှိရင်ပို့ပြီးတော့အားတာရဆိုတဲ့ခံစားချက်မျိုးတွေပြီးလို့ရှိရင်ပို့ပြီးတော့ငါပို့လုံနိုင်ပါတယ်ဆိုတဲ့natural feeling မျိုးတွေကျွန်တော်တို့ရကြတယ်အဲ့လိုမျိုးပဲအခုဆိုလို့ရှိရင်ကျွန်တော်တို့ဒါရမဲဒီ body structure မဖွင့်ပြိုးသေးဘူးဆိုတော့ညာလဲပဲမနစ်ကထပ်ပို့ပြီးတော့ဖွင့်ပြရတယ် Rafinha ဆိုလို့ရှိရင်အကောင်းဆုံး body structure တစ်ခုမှရှိတယ်အဲ့တော့တစ်ဖက်က Real Madrid ဆိုလို့ရှိရင်တော့ Vinicius Junior နည်းနည်းလေး weight ပိုတက်လာတာမျိုးရှိတယ်။ Mbappe ဆိုလို့ရှိရင်လည်းဆိုကြပါစို့နည်းနည်းလေး weight ပိုတက်လာတယ်လို့ကျွန်တော်တို့ထင်တယ်။ဒါပေမဲ့ Vinicius Junior ကတော့တိတိတတ်တာကြီး weight ပိုတက်လာတယ်ပေါ့လေ။အဲ့တော့ဒါပေမဲ့ fit မဖြစ်တာတော့မဟုတ်ဘူးသူတွေ။ဒါပေမဲ့တစ်ဖက်မှာကြည့်လို့ရှိရင် Hansi Flick ဒီအဲ့ဒီကစားသမားရဲ့ physical ကိုအရန်အားထားတယ်။ဟုတ်ကဲ့။အဲ့ဒီအရန်အားထားခြင်းအကြောင်းရင်းဒီပါလဲဆိုတော့ဒဏ်ရာရနှုံနေတယ်ပြီးလို့ရှိရင်ဒဏ်ရာရနှုံနေတယ်ဆိုတာတော့မှဘာစီလိုနာမှာလက်ရှိဒဏ်ရာနှုံများတဲ့ကစားသမားတွေအများကြီးရှိသေးတယ်။အဲ့လိုမျိုးအများကြီးရှိသေးတဲ့ဂျားတွေကဟိုမှာphysical ကိုမဖွင့်မျိုးအောင်လုပ်တယ်ပြီးလို့ရှိရင်နောက်တစ်ခုဒီပါလဲဆိုတော့သူတို့အသားကျပြီးသားကစားပုံကနေပြီးတော့နည်းနည်းလေးပဲပြောင်းတယ်ဟုတ်ကဲ့လွယ်လွယ်ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့စပိန်နဲ့ဂျာမနီပေါင်းပြီးတော့ကြည့်နေရတယ်မျိုးပဲသူရဲ့ဂျာမနီဟာကြီးပဲတွတ်တွင်းနေရမျိုးမဟုတ်ဘူးဥပမာဆိုကြပါစို့ Eric Ten Hag ဆိုလို့ရှိရင်သူတဲ့ football ကိုတွတ်တွင်းနေမရတဲ့အချိန်မှာဒီ transition play ကိုပြန်ပြီးတော့ပြောင်းတယ်အဲ့ဒီ transition play the right attack ကိုပြောင်းလို့ရတယ်ဆိုလို့ရှိရင်လည်းသူရဲ့ football ကိုမတွတ်တွင်းဘူးဒါပေမဲ့သူကအဲ့လိုမဟုတ်ဘာလဲဆိုတော့စပိန်ပုံစံမျိုးပဲဒါပြောလို့ရှိရင် positional game ကိုအဓိကအားထားတယ်ဆိုတော့ညာလည်းပဲ Highland defense ကိုဆက်ပြီးတော့တင်လိုက်တဲ့အချိန်မှာကစားသမားတွေဒီတေးကြတဲ့တိုက်စစ်ကိုပဲတွားရအောင်အဲ့တိုက်စစ်ကိုပဲတွားရမယ့်အချိန်မှာဆိုကြပါစို့ဗျာကျွန်တော်တို့ဒီ Xavi ဆိုလို့ရှိရင်ကွင်းထဲမှာ position ကိုင်းနေလို့ပြီးလို့ရှိရင် tiki taka အကွက်တွေဆိုပြီးတော့ပြောရတယ်ဒါပေမဲ့တကယ်တမ်း Xavi ရဲ့ transitional play နဲ့ positional game ကိုအဓိကထားပြီးတော့တုံးတာပဲဒါပေမဲ့ဟောပါပေါ့လွယ်လွယ်ပြောမယ်ဆိုရင် Hansi Flick ကတော့ pressing ကိုပါတုံးတာ pressing ကိုဖိတယ် Highland defense ကိုတက်ပြီးတော့ကစားတယ်ဂိုးပေးရင်ပေးရပါစေဂျာမန်ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်အဲ့ဒီနေရာမှာကျတော့ဒါပေမဲ့ဘောလုံး holding အပိုင်းမှာကျတော့စပိန်ကစားသမားကြီးဖြစ်တယ်ပြီးတော့အဓိကလာမာစီယာထွက်ကစားသမားကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဘော holding အပိုင်းမှာပြောစရာမလိုအဲ့ဒါကို Hansi Flick ကသူတို့ဂျာမန်ပုံစံမျိုးမဟုတ်ရင်လည်းသူ့ရဲ့ ideology လိုမျိုးဟဲ့အောင်မင်းတွေဘောလုံးမကင်နဲ့ချက်ချင်းရှေ့ကိုပေးဆိုပြီးတော့ပြောမနေဘူးအဲ့တော့ဘောလုံးကင်တဲ့နေရာမှာလည်းစပိန်သားတွေကကျွမ်းတယ်လို့မျိုးဂျာမန်နီးစနစ်နဲ့ပေါင်းလိုက်တဲ့အချိန်မှာမထင်ဘူးခုနရာမဲလို့ pass တယ်ပေါ့လွယ်လွယ်ပြောမယ်ဆိုရင်သူဘောလုံးကင်မာလားပေးမာလားဆိုတာမတဲကွဲတော့အဲ့လိုမျိုးအချိန်မှာပဲခံသွားရတာများတယ် defense အပိုင်းမှာဆိုလို့ရှိရင်လည်းပြောမယ်ဆိုလို့ရှိရင် tiki taka ဒီ Highland defense ကစားတယ်ဆိုပေမဲ့အဲ့လောက်ကြီးဒီ Highland defense တော့မဖြစ်ဘူးဒါပေမဲ့ offside trap နဲ့ပြီးလို့ရှိရင် Highland defense ကို balance ညောင်းကစားသွားတယ်ပြောရမယ်ဆိုလို့ရှိရင်ဒါအဓိက El Clasico ပွဲစဉ်တစ်ပွဲပေါ့နော်ပြောရမယ်ဆိုလို့ရှိရင် Mbappe လူကြီးပဲကြုံနေတဲ့ပွဲစဉ်တစ်ပွဲဆိုလို့ရှိရင်ဒါကိုကောင်းကောင်းမွန်တွေ့ရတယ် offside trap တွေကိုဖမ်းတယ် Highland defense ကစားတယ်အဲ့တော့Mbappe လိုမျိုး speed မြန်တဲ့လူတယောက်ကိုနောက်ကနေလိုက်မနေတော့outside trap ဖမ်းလိုက်တယ် outside ထောင်ချောက်ဖမ်းလိုက်တယ်ပြီးလို့ရှိရင် Highland defense ကိုတင်ပြီးတော့ကစားလိုက်တယ်ဒါဒီပြောလို့ဆိုရှင်ပွဲစဉ်အရာ
ဆိုကြပါစို့အလုံးမဖြစ်ရင်ဂိုးပေးရတယ်ဆိုပေမဲ့အလုံးဖြစ်တယ်ဆိုလို့ရှိရင်တော့တော်တော်လေးကောင်းတဲ့ပွဲမျိုးလို့ပြောလို့ရတယ်ဒါအင်တာမီလန်နဲ့ဝယ်မှာဆိုရင်တော့သူ့ရဲ့ Highland Defense ကအင်တာမီလန်ကိုဒုက္ခပေးသွားတယ်လို့ပြောလို့ရတယ်ဒါတော့မှကန်ခေလို့သူတို့တွေဂိုးပြတ်မသွင်းနိုင်လို့ရှုံးတာပေါ့နော်တကယ်တမ်းကတော့ဆိုကြပါစို့ဘာစီလိုနာကနည်းနည်းလေးအားတာတယ်ဆိုတဲ့သဘောတရားမျိုးမှရှိတယ်အဲ့တော့ဘယ်လိုတွေပြုပြင်ပြောင်းလဲပေးခဲ့တယ်ဆိုလို့ရှိရင်တော့ရှင်ရင်းဆွဲပုံစံကိုမှသူ့ရဲ့ ideology အနှဲငယ်ပြီးတော့ကစားသမားတွေလိုက်လုံနိုင်မဲ့ပုံစံတွေကိုပေးတယ်ပြီးလို့ရှိရင်နောက်တစ်ခုကစားသမားတစ်ယောက်ချင်းစီရဲ့ individual scale တွေကိုညှက်ထုတ်တယ်လို့တော့ကျွန်တော်ထင်တယ်သူ့ရဲ့ကစားကွက်ကိုပဲဆိုကြပါစို့ Highland Defense ကစားတဲ့အသင်းဆိုလို့ရှိရင် Barcelona ကစားတယ်ပြီးလို့ရှိရင်အရန်မြင့်လာဆိုရင်စပါးအသင်းကအရန်မြင့်တယ်အဲ့တော့စပါးဆိုလို့ရှိရင် Highland Defense ပဲတင်တယ်ပြီးလို့ရှိရင်သူ့ရဲ့ ideology ကြီးမှာပဲကစားသမားတွေကစားရတယ်အဲ့တော့ဒီကစားသမားတွေဒီ individual ပိုင်းဆိုင်ရာအရာစွမ်းဆောင်ရည်အများကြီးမထွက်လာအောင်ဒါပေမဲ့ Hansi Flick မှာတော့အဲ့လိုမဟုတ်ဘူးtactical gifted တွေစပိန်ကစားသမားတော်တော်များများလာမစီယာကစားသမားတော်တော်များများတွေ tactical gifted တွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီ tactical ဘိုင်းဆိုင်ရာ seasoning ကြမှုကလည်းရှိနေပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့တွေဒီ individual ဘိုင်းဆိုင်ရာကိုပို့ပြီးတော့ဦးစားပေးတယ်နည်းနည်း freedom ဖြစ်အောင်ထားတယ်ပေါ့ဗျာဟိုအရင်ကစားသမားတယောက်ကိုဒီနေရာသွားဒီဟာဆိုဒီနေရာသွားရမယ်ဆိုတဲ့ instruction ကြီးတွေအရင်ချမထားမနေဘူးလို့ပဲကျွန်တော်ထင်တယ်အဲ့လိုမျိုးဆိုတော့ပြောင်းလဲတာဒီလူငယ်ပိုင်းဆိုင်ရာအရာအဖိုးကြီးနဲ့လူငယ်ဖြစ်နေတယ်ပြောချင်တာကဘာလဲဆိုတော့ပြန်ခံပြောလို့ရတဲ့အသက်အရွယ်လည်းမဟုတ်ဘူးပြီးတော့သူ့ရှေ့မှာလှုပ်ထားတဲ့ပုံစံသူ့ရဲ့အမူအရာတွေရဲ့ဟိုပြောမယ်ဆိုလို့ရှိရင်ကြောက်အမဲ့ပုံစံမျိုးဖြစ်တယ်ဒါပေမဲ့ तू အချိန်ပေးတယ်ကစားသမားတွေကိုအချိန်ပေးတယ်အဲ့တော့မျက်နှာနဲ့ပြောရချင်းအပြင်ပိုင်းနဲ့အတွင်းပိုင်းမတူဘူးဆိုတဲ့သဘောမျိုးပေါ့အပြင်ပိုင်းမှာလည်းကြောက်ရတယ်ဒါသူ့ရဲ့မျက်နှာအတွင်းပြင်ရကြောက်ဖို့ကောင်းတယ်ဒါပေမဲ့အထဲမှာလည်းလူငယ်ကစားသမားတွေကိုတော်တော်လေးစိတ်ချမ်းသာအောင်ထားတယ်ပြီးလို့ရှိရင်အချိန်ပေးတယ်လို့ပဲကျွန်တော်တို့ပြောရမှာပေါ့လေဟုတ်ကဲ့ပါအဲ့တော့ဆိုတော့အခုဆိုလို့ရှိရင်တော့ Hansi Flick တယောက်ဘာစီလိုနာရဲ့လိုအပ်ချက်တွေဖြည့်ဆည်းခဲ့လေသလားဆိုတဲ့ topic နဲ့ပတ်သက်ပြီးတော့ဆွေးနွေးခဲ့တာပါကြည့်ရှုအားပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်